2025 ခုနှစ်ဒီဇင်ဘာလ12 ရက်နေ့အတွက်တရက်စာငွေဝင်ရတရားကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အနက်ရောင်ပါသောဝတ်စားတွေကိုဝတ်ပါမနဲ့အိယာထားတာနဲ့အိမ်ပေါ်မှာခြေစုံရက်လမ်းမဘက်ကိုမျက်နှာမူပြီးတော့အနုတ္တရောပုရိတဓမ္မတာတတိအောင်ပြီးဆိုပြီးတော့တက်စီရွတ်ပါတည်တည်တစ်လုံးကိုစားပါဗျဆိုမိုးကနန်းကတော့9ကနန်း1ကနန်းပဲဖြစ်ပါတယ်ဗျမိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ကွက်ဘယ်ပြည်နယ်ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျမြစ်တာဖို့ဆူတောင်းပေးခြင်းလို့ပါဤနေ့ဤရက်ဤချိန်ကနေစပြီးတော့လူကြီးမင်းတို့အားလုံးကြွေးကြည်တိုက်ဆောက်ဝဝစာများလှူပြီးတော့ပေါ်သုံးနိုင်ပါစေဗျာကြီးပွားတိုးတက်အောင်မြင်ချမ်းသာပါစေစီးပွားသုံးဆတိုးပါစေအသက်ရှူတိုင်းငွေဝင်ကျန်းပါစေလို့ကျွန်တော်ထိုက်အောင်လည်းလူကြီးမင်းတို့မိသားစုအားဒီနေရာကနေစူတောင်းမြစ်တာများလှိုက်လဲပို့တာလိုက်ရကြောင်းပါဗျာစီးပွားသုံးဆတိုးပါစေဗျာ